ကဲ YouTube အမျိုးတွေအားလုံးပဲမင်္ဂလာပါထမင်းစားကြပါအောင်ဗျာဒါတော့ပဇွန်ဟင်းပါခင်ဗျာပဇွန်ဟင်းပဇွန်စီပြန်ချက်ထားဗျာဒါတော့ဂရခါညွန့်နဲ့ကျွန်တော်ပြောင်းမှုနဲ့ကြော်တယ်ဗျာဂရခါညွန့်နဲ့ပြောင်းမှုနဲ့ကြော်ဒီကတော့ငါးဟင်းပါခင်ဗျာငါးဟင်းဒါတော့ငါးဟင်းဗျာဒါငရုတ်ပြီးတော့ဗျာငရုတ်ပြီးစိန်လေးတွေကိုမီးပြပြီးထောင်းထားဗျာတမယာသီးလေးညှစ်ထားဗျာစားလေးနဲ့ရှယ်ဗျာမှုနေအောင်ငရုတ်သီးစိန်ကိုမီးလေးပြပြီးထောင်းထားဗျာအကျက်သွန်မြူလည်းပါဗျာထည့်ထောင်းထားစားအချုံမုံလေးထည့်တမယာသီးလေးညှစ်ထားဒါတော့အချင်းရည်ဟင်းဗျာအချင်းရည်ဟင်းကင်မွန်ညင်ဗျာကင်မွန်ညင်ကဲအားလုံးပဲ YouTube အမျိုးတွေထမင်းစားကြပါအောင်တော့ကျွန်တော်ဗီဒီယိုလည်းအဆုံးထိကြည့်ပေးကြတဲ့တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်ဗျာကျွန်တော်တို့နောက်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်ဗျာဒါတော့ပဇွန်ဗျာပဇွန်ရှယ်ပဲစီပြန်ချက်ထားပဇွန်စီပြန်လေးကျွန်တော်ဗီဒီယိုအဆုံးထိကြည့်ပေးကြတဲ့တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်ကျွန်တော်တို့နောက်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်ဗျာ